ငယ်ချင်းအားလုံးမင်္ဂလာခင်ဗျာကဲဒီမှာပေါ့နော်လုံရွဲတဲ့တွဲနဲ့ဒီညီမ3ယောက်နဲ့ပေါ့နော်ဘယ်လိုမျိုးစကားလေးတွေဟိုချွေးတဲ့စကားလေးတွေပေါ့ဘယ်လိုမျိုးပြောမလဲဆိုတာကျွန်တော်တို့ရောက်ကြည့်ရအောင်နော်要不嘛အဲ့လိုမျိုးနေဝင်တူတူနေနဲ့ထွန်းချင်နေရဲ့အဲ့ဒီအတန်လေးကိုချင်းလာလုံးမှာပေါ့နော်သူကအပီတာဆုံးပြောနိုင်လဲဆိုတာကိုပြောမှာပါငယ်ဆုံးလေးရှေ့ထွက်ပါငယ်ဆုံးလေးပြောခိုင်းပါပြောတော့ပြတယ်ရှိတယ်ဒီလိုပဲဘဲမရှိဘူးဆိုတော့လေကိုရီနှစ်ယောက်ကပြောတတ်တယ်အေးစေးပဲပြောမယ်နော်ဖျောင်းမလို့မလုပ်ရအောင်လေတူတူရဲ့အဲ့တော့ရဲ့တူတူတယ်မမသူပြောမှုလေငါရတယ်ချွဲနေကြတော့မင်းမတော့အတင်းနာတော့ဟာညိုးလို့ပြောမို့လို့အဲ့ဒီမဖြတ်နဲ့ညိုးလို့ပြောမတယ်ပြန်ဒီပြောမို့ပြောတဲ့ချွဲနေကြပြောဖျောင်းအေးရငါပြောတော့ခေမယူပြောဖျောင်းမအဲ့လိုတကယ်ပြောတော့ကိုယ်ကငယ်တဲ့လူလုံးနေဆိုကိုချစ်ပြတယောက်မှမမြူရအောင်ပြမကြည့်တာပဲဖျောင်းမအဲ့လိုလုံးမရအောင်လေမင်းပါစီတဲ့တူရဲ့ရတာနဲ့ပြောတာအမပြောချွဲနေကြဆိုပြောရီးသားမရှိတဲ့သူရောမှာနော်ရီးသားမရှိတဲ့သူပြောတယ်လူလေရီးသားမရှိတဲ့သူရဲ့ရီးသားမရှိဖေကိုကောင်လေးကညာဘလို့ပြောတာဆိုကောင်းလေးမှမရှိရရောအဲ့လိုဖီးနေပြောဖះပေါ်မှာအဲ့လိုလုပ်လို့မရတော့နားမလဲဘူးလားနားမလဲ